YouTube စပွင့်ကြံနေကြတဲ့သူတွေအတွက်ပထမဆုံး YouTube အတွက်အခြေခံလိုတဲ့ Google account လုံးလေးကိုပြောပြမှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းတဖြည်းဖြည်းချင်း step by step YouTube ကိုဘယ်လိုစတင်ဖွင့်ပြီးတော့သုံးကြမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်တယ်။ဒီတော့ကျွန်တော်တို့က YouTube အတွက်အခြေခံလိုတဲ့ Gmail account ကိုပထမဆုံးလုပ်ကြမှာဖြစ်ပါတယ်။လုပ်ပြီးသားသူတွေတည်ပြီးသားသူတွေကတော့ကြော်သွားပါ။ပထမဆုံးစလုပ်တဲ့ဘယ်ရတဲ့စလို့စရမှန်းမသိတဲ့ beginner တွေအတွက်ကြည့်ရပါတယ်။ Okay ဒါဆိုလို့ရှိရင် Gmail ကိုဖွင့်ရအောင်ပါ။ Gmail ကိုဖွင့်ပြီးတော့ကျွန်တော်တို့ဒီတောင်းမှာ S420 ရှိပါတယ်။အဲဒီ S420 ဒီတောင်းကတောင်းလေးမှာရှိတယ်။အဲဒီတောင်းလေးကိုနှိပ်ပြီးလို့ရှိရင် add another account ဆိုတော့နှိပ်မယ်။ပထမဆုံး Google ကိုရွေးမယ်။ Google ကိုရွေးပြီးတော့အောက်ဆုံးမှာဒီမှာပါတယ်create account ကိုနှိပ်မယ်။ form myself နဲ့ to manage my business ဆိုတာရှိတယ်။ကိုယ့်ရဲ့စီးပွားရေးတွေကိုထိန်းချုပ်ဖို့အတွက်ကိုယ်ကset Gmail တွေပေးချင်တာဆိုရင်အောက်ကဟာကိုနှိပ်မယ်။ကျွန်တော်တို့ကကိုယ့်ရဲ့ personal သုံးမှာဖြစ်တဲ့အတွက် form myself ကိုရွေးမယ်။ Okay first name last name ထည့်မယ်။ first name last name မှာကိုကြိုက်သလိုထည့်မယ်ဒီမှာ birthday ထည့်မယ်ကိုရဲ့ gender ထည့်မယ်အဲ့တော့ကိုအသုံးပြုချင်တဲ့ Gmail ရဲ့ name ကို user name ကိုဒီမှာထည့်ပေးရမှာဖြစ်တယ်ကိုကဘယ်လိုမျိုး user name မျိုးနဲ့သုံးချင်တာလဲကိုသုံးချင်တဲ့ Gmail ကိုသုံးချင်တဲ့ user name ကိုထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ကတော့မြန်မာ1990ဆိုပြီးတော့ထည့်လိုက်တယ်သူဘာပေးမလဲသူပေးတဲ့ဟာကိုကြည့်အောင်ပါပေါ့ဒါရှိပြီးသားဖြစ်နေတယ်ထိတ်ချင်းဖြစ်နေတယ်အဲဒီတော့လွယ်လွယ်ကူကူပဲပေးလိုက်မယ်မေးလေး007ဆိုပြီးရိုက်ရှိမယ်သူကဒါလည်းယူပြီးသားဖြစ်နေတယ်ယူပြီးသားဖြစ်နေတော့အောက်မှာသူပေးထားတယ်သူ recommend ပေးထားတဲ့ဟာလေးရရှိတယ်အဲ့ဒါလေးကိုပဲကျွန်တော်တို့ယူလိုက်မယ်ကျွန်တော်တို့ယူချင်တာတော့ယူလို့မရဘူးဗျယူချင်တာယူလို့ရှိရင် Google မှာသွားပြီးဝယ်ရလိမ့်မယ်ပတ်စံပေးပြီးဝယ်ရလိမ့်မယ်AMYINT 530 gmail.com Okay ကျွန်တော်တို့ပေးချင်တဲ့ Gmail password ကိုဒီမှာထည့်ရမယ်ဒီမှာဘေးကမျက်စိကွင်းလေးကိုနှိပ်ပြီးတော့လဲကိုယ့်ရဲ့ Gmail ကိုယ့်ရဲ့ password မှန်ကိုနှိပ်ပြီးတော့ကြည့်လို့ရမယ်ရသွားပြီဒါဆိုရင်တော့ပထမဆုံး Google ဒီ YouTuber တွေအတွက်ပထမဆုံးစတင်လိုရမယ် Gmail account ဒီရခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မူရင်း name ကအောင်မြင့်မြတ်အောက်က user name ဒါဆိုရင်တော့ next ကိုနှိပ်မယ်ဒါကိုအောက်ဆုံးကိုဆွဲချလိုက်ပါအောက်ဆုံးမှာ I agree ဆိုရှိတယ် I agree ကိုနှိပ်မယ်ခဏလောက်စောင့်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီတောင်းမှာနှိပ်ပြီးတော့ကျွန်တော်တို့အကောင့်ရမရအောင်သွားကြည့်မယ်ပေါ့ခဏလေး line ကြနေတယ်ရောက်လာပြီဒါသိကျွန်တော်တို့လုပ်ခဲ့တဲ့ Gmail account เนาะလုပ်ခဲ့တဲ့ Gmail account ဖြစ်တယ်သူက Gmail ကပထမဆုံး mail တစ်ခုဖြစ်ပို့ပေးထားတာပေါ့ YouTube account ဒီ Gmail account ရသွားပြီပေါ့နော် Gmail account ရသွားပြီ YouTube account မဟုတ်သေးဘူးเนาะဒါ Gmail account ဖြစ်တယ်ပထမဆုံးလိုအပ်တဲ့အခြေခံဖြစ်တယ်ကျွန်တော်တို့ဒီ Gmail account မရှိဘဲနဲ့ YouTube တော့ဖွင့်လို့မရဘူးဒါကတော့ဖွင့်ပြီးသားလူတွေတော့ကတော့ဟာတာကြီးဖြစ်နေလိမ့်မယ်ကိုမစလုပ်တဲ့လူတွေဘယ်ရတယ်မလို့စမှမသိဘူးပြဆိုတဲ့လူတွေကတော့ဒီ Gmail ဒီအရင်ရေးကြည့်ပါတယ်ပထမဆုံးအခြေခံအကြဆုံးတော့ချက်ဖြစ်ပါတယ်
Okay နောက်ဗီဒီယိုမှာတော့ Gmail ဒီ Gmail အကောင့်ကိုအသုံးပြုပြီးတော့ Google ဒီ YouTube အကောင့်ကိုဘယ်လိုဖွင့်မလဲဆိုတာကိုပြောကြမှာဖြစ်ပါတယ်။ Okay နော်